တိုင်မင်းနဲ့ခொနည်းသားသမီးများကျမ်းမာချမ်းသာဘေးရန်ကင်းကွာ၍စီးပွားလက်လာပါဥစ္စာရတနာများရှာနိုင်ဖွင့်နိုင်စုဆောင်းနိုင်ကြပါစေဗာတိလမေတ္တာပို့ဆုတောင်းပေးပါတယ်နော်ဒီနေ့ကတော့တနင်္လာနေ့ဖြစ်ပါပြီတနင်္လာနေ့မနေ့နေ့လဲအင်္ဂလိပ်24ရက်ဟောရက်စွဲကောင်းနေတဲ့24ရက်နေ့နော်နေ့ရက်စွဲကောင်းနေဈေးထဲမှာဆိုရင်တော့ဈေးတွေပြောတာကတနင်္လာအရင်ပါတဲ့အဲ့လိုပြောကြတယ်ဘာဆရာတခင်ကတော့သူကပြောဘူးတနင်္လာနေ့ဆိုတာကစကားပြောလို့ဆိုလို့မကောင်းဘူးတဲ့နော်ဟိုရှေးလူကြီးတွေကတော့ကြုံမသားစကားမတီးရတဲ့အဲ့ဒီနေ့မှာရောင်းဝယ်တွေလုပ်ဝယ်ဗာမယ်လုပ်မယ်ဆိုရင်စကားမတီးရဆိုတော့ငွေတွေပါလိမချီဘူးပေါ့ကွယ်အဲ့လိုမျိုးဆိုတော့ဟိုတနင်္လာနေ့မှာရောင်းဝယ်လုပ်လို့မကောင်းဘူးပေါ့အဲ့လိုမျိုးလည်းပြောတယ်နော်တနင်္လာနေ့အဲ့တော့မကောင်းတာတွေကောင်းအောင်လက်လာပါတွေရွှင်အောင်ဆိုရင်မကောင်းဆိုတာတကယ်မကောင်းသွားလုပ်လို့မရဘူးနော်တတ်သူဓာတ်ချီရတယ်တနင်္လာအရင်ပါဆိုလို့အရင်မပါဘဲနဲ့အရင်ကတကယ်ပါလာလို့ရှိရင်ခက်နေမယ်နော်အရင်ပါရင်စကားကောင်းကြီးဖြစ်ကုန်ကြွကြမယ်အဲ့တော့တွားလို့ဘလို့ဖြစ်ရှေးလူကြီးကပြောကြတာပေါ့ရှေးထုတ်လည်းမပယ်နဲ့ဈေးသုံးလည်းမလွယ်နဲ့တော့ရှိတယ်နော်အဲ့တော့ဟိုနေ့ကလည်းဘဘလည်းလှုပ်တာက23ရက်24ရက်ဘယ်တမဟောဘူးလို့ပြောနေပြီပဲလို့ဟောတဲ့လူကလာတော့လေဟောပြရတာပဲအားတဲ့အချိန်လေးကြာဒီလိုမျိုးပေါ့နော်အဲ့တော့ဘဘပြောတာကိုနားမလဲသေးရင်နားမလဲတယ်လို့ပဲနေပါခါတိုင်းလူပဲပြောမယ်နော်နားလဲလဲနားလဲတယ်လို့သုံးပြပါအဲ့မတနင်္လာမှာငါတော့အမှန်တကယ်စောင့်ကြည့်ပဲကောင်းပါတယ်လို့နော်စောင့်ကြည့်ပဲကောင်းပါတယ်အရင်ပါမှာစိုးပါတယ်ကုသိုလ်ကောင်းမှုလုပ်ကုသိုလ်ကောင်းမှုဘယ်လိုလုပ်ရမလဲတဲ့လူကြီးသူမတွေယဟန်တန်ဃာတွေသူတို့ရဲ့သင်္ကန်းတို့အဝတ်အစားတို့ဘာလို့ကောင်းလျှော်ဖို့ပြရမယ်ဒီလေးလိုနေမျိုးမှာနော်ဘာနဲ့လျှော်ရမလဲရွှေဝါဆက်ပြာနဲ့လျှော်ရမယ်ဘုန်းကြီးကျောင်းလည်းဘာလှူရမလဲရွှေဝါဆက်ပြာလှူရတယ်တကြီးရွယ်အိုတွေလည်းရွှေဝါဆက်ပြာလှူပြီးလို့ရှိရင်ကောင်းတယ်နော်ရွှေဝါဆက်ပြာကြားဘူးကြလားဟိုးရင်တော့တမဆိုင်ရထုတ်တယ်သူကလာတာကအတောက်ရှည်ကြီးဒါပေမဲ့လို့တပိုင်းအပိုင်းလေးတွေပဲလာတယ်နော်လူတွေကမသုံးကြတော့ဘူးမှန်တကယ်ကောင်းတာရွှေဝါဆက်ပြကကြီးရန်ကျွတ်တာတဲ့ဆော်လို့ဖို့လို့ရန်ကောင်းတဲ့ရွှေဝါကဆော်လို့ဖို့လို့ကောင်းတဲ့ကြီးကျွတ်တယ်ရွှေဝါဆက်ပြတမဆိုင်မှာဆိုရင်တွားပြီးတော့တန်းစီနေတာပဲနော်အဲဒီဆက်ပြကိုလှူရတယ်တဲ့ကာဗိုလစ်ဒီပါတီလှူနေနဲ့ရွှေဝါဆက်ပြလှူလိုက်ဘုန်းကြီးနေသဘောကျဆိုတော့နော်အဲ့တော့နေချင်းလေးလက်စမ်းသာလျင်ဆောင်ရွက်တဲ့နယ်လို့ဒါပဲပြောလိုက်မယ်ရွှေဝါဆက်ပြနော်တကယ်လဲလှူလိုက်ပါတကယ်လဲအကျိုးပေးနိုင်ပါတယ်အကျိုးပေးပါလိမ့်မယ်ကုသိုလ်ကောင်းမှုပြုတဲ့အတွက်ကုသိုလ်တွေရပါလိမ့်မယ်နော်ဆက်ပြတော့3 5ပေါ့ရွှေဝါတော့4 4ပေါ့3 4 5ပတ်လိုက်လို့ရှိရင်ပူလေးထဲဒါလေးကိုအတင်းတင်းလေးဆောင်ရွက်လို့ရှိရင်တော်လာပါပြီတဲ့နော်အဲ့ဒါလည်းကြည်ုံနဲ့ကြည်ရမယ်ဒီတနေ့တဲ့အဲ့တော့အစင်ဆက်နဲ့လာလို့ရှိရင်တော့ရွှေဝါဆက်ပြကတော့လာစရာရှိတယ်လို့ပြောလိုက်တယ်နော်ကဲနောက်ကနေပြောတဲ့ပပဘေဒီမဟုတ်ဆိုတဲ့ရဲ့ကဲတနေ့လာအရင်ပါတယ်ဆိုတာရဲ့အဲ့ဒါလေးကတော့မနည်းအတိုင်းပဲအဲ့ဒါကအကြောင်းအရာနှစ်ခုဟောထားရင်နှစ်ချိန်ပြေးရတာမျိုးလည်းရှိတယ်နော်မနဲ့မဟုတ်ညဒါမနဲ့တော့ထည့်ထားတယ်ညကျတော့လှည့်မကြည့်ဘူးလေအေးကောင်းရောအဲ့ဒါပဲ
မနေ့ကညရဲ့ဝိရိယထားရတယ်နော်တစ်ခုတစ်ချိန်မရရဲ့နှစ်ချိန်ဒီလိုမျိုးလေးအသုံးပြုရတယ်အဲ့တော့မိမိရဲ့ကံဉဏ်ဝိရိယသာလျင်အဓိကကြတယ်ဒီချမ်းနားထောင်လွယ်ချိုးချောင်းတော့မယူနဲ့ကွယ်နော်လွယ်ချိုးချောင်းမပေးပါဘူးရောအင်တေးကြီးလို့မပေးပါဘူးတရားဟောတဲ့အနေထားကတရားဟောတာပဲရှိတယ်နော်အလုံးမဲ့သားသမီးတွေကျမ်းမှချမ်းသာရှိပါစေဘေးရကင်းကွာလို့စစရရအရှင်ပြေကြပါစေ